ကဲဒီတစ်ခါမှတော့ခင်မိုးအေးနဲ့ထိုင်းဖိုက်တာမလေးတို့ရဲ့ပွဲလေးကိုကျွန်တော်တစ်ချက်ကြည့်မယ်ဗျနော်ဒီပွဲလေးထိုးတာမကြသေးဘူးဗျကဲဒီပွဲတော့ခင်မိုးအေးနဲ့ဒီထိုင်းဖိုက်တာမလေးရဲ့လက်မျှတယ်လို့ပြောလို့ရတယ်နော်ကဲပြောမှဆိုရင်အဓိကပြောရမှာဆိုခင်မိုးအေးကျန်းတဲ့တန်ကိုခံနိုင်တယ်လို့ပြောလို့ရတယ်ဒီထိုင်းဖိုက်တာမှာခင်မိုးအေးကလက်အပြာနဲ့ထိုင်းဖိုက်တာမလေးရောလက်အဖြူနဲ့ပေါ့ကျွန်တော်လည်းအတူတစ်ချက်ကြည့်အောင်ဗျပွဲအနေထားလေးခင်မိုးရတကယ်ကျန်းကျန်းဆော့တတ်တဲ့ဖိုက်တာမလေးနော်ကျွန်တော်တို့မြန်မာနိုင်ငံဖိုက်တာမလေးတွေမှာခင်မိုးအေးနော်ဒီခတ်တာပန်တော်တော်မိုက်တယ်ဗျဒီထိုင်းဖိုင်မှာသွားထုံနေဖိုက်တာမလေးတကယ်ကျန်းကျန်းဆော့တတ်တယ်ဒါပေမဲ့လက်သီးထိုးပေါက်တွေတော့နည်းနည်းလုံးမထင်တယ်ဗျကျွန်တော်ထင်တော့နော်လက်သီးထိုးပေါက်လေးနဲ့များများလေးကျင့်ပေးတယ်ဗျဘယ်ချီနဲ့တန်းဝင်တာနော်ထောက်ပြီးဝင်တာအရမ်းမိုက်တယ်သူတို့ကတန်းလုံးကြတာဗျနော်ခွာမထိုးကြအောင်โอเคထိုးတာနဲ့တခါတည်းနော်ဖက်လုံးမိသားဖြစ်နေတယ်ဗျလက်သီးချက်လေးနေကသုံးပေးတယ်နော်ပြောမဆိုရင်ခင်မိုးကြီးအနေနဲ့ voice shot အစားနော်လူကတော့မဆိုးဘူးဗျအသေးဆွဲကောင်းတယ်နော်တက်လုံကောင်းတယ်ကဲဒူးနေတော့တိုက်တယ်နော်နေရာလုံးအပြန်ခံတိုက်တယ်ဗျကဲဒူးနေတိုက်တယ်ထူးတက်ချက်တွေထိရဗျဖိုက်တယ်Vô lại, các bạn, vô lại.ကောင်းတယ်တရောင်ရိုက်ချက်ကောင်းတယ်ဗျချီကန်ချက်လည်းမြင်မြတုံပေးတယ်နော်ခင်မိုးအနေနဲ့ဒါကအမှတ်ယူတဲ့စနစ်ဆိုတော့ရတယ်လို့တုံပေးတယ်ကဲတန်းဝင်လာတော့ဟိုကချီကန်ပြီးတော့
ဒူးတွေနဲ့ပဲတိုက်တာဗျဒီထိုင်းဖိုက်တာမလေးကဒူးတိုက်တဲ့နေရာမစိုးဘူးနော်နဲ့တော်တယ်ဗျချုပ်ပြီးတော့တိုက်တာဒူးကတန်းပြီးတော့ဝင်လာတဲ့ကောင်နော်တယောက်တယောက်ချုပ်ကြတာကြတော့လက်သီးထိုးတင်တယ်ဗျဒီထိုင်းဖိုက်တာမလေးကမနေ့ကဆွဲပြီးတော့ချုပ်တာနော်လုံးဝအထိုးမခံဘူးပြောမဆိုရင်တော့အိုးကောင်းတယ်ဗျနောက်ပြင်ရဲ့ချက်ဒူးပြန်တက်တယ်နော်အိုးမိုက်တယ်ခင်မိုးအေးမိုက်တယ်နော်ချစ်ကန်ချက်โอ้လမ်းရိုက်တယ်နော်ကဲပွဲလေးတော့ပြီးတော့ပါပြီနော်ဒါအပြတ်သက်လုံးမပြနိုင်တဲ့အတွက်ဒါထိုင်းဖိုက်တာမလေးကပဲအနိုင်ရချေပါတယ်အလုံးကျေးဇူးတင်ပါတယ်